ဒီနွားရဲ့ဘဲကတော့ဥတွေအများကြီးဥပါတယ်ကျွဲရဲ့ဘဲကတော့ဥတွေတစ်လုံးမှမဥပါဘူးပြီးတော့ကျွဲဟာနွားကိုမိတယ်ဘဲကိုဘာကျွေးရမလဲဥတွေအများကြီးဥဖို့နွားကလည်းအစာကဲကျွေးတာဆိုပြီးပြန်ပြောပါတယ်ထို့နောက်ကျွဲဟာအိမ်ပြန်သွားပါတယ်နွားကတခုခုဖုံးကွယ်နေတယ်ဆိုပြီးစဉ်းစားမိတယ်နွားကတော့ဘဲဥတွေကိုယူပြီးဈေးမှာသွားရောက်ပါတယ်။အဲ့ချိန်မှာကျွဲဟာနွားရဲ့ဘဲကိုဥမဥအောင်ဆေးထိုးလိုက်တယ်။ဒါပေမဲ့နွားကပြန်လာတော့ဘဲကဥတွေအများကြီးဥထားတာကိုမြင်ပြီးအံ့ဩနေတယ်။ကျွဲကတော့တစ်ပင်နောက်ကနေအာတာကိုကြည့်နေပါတယ်။နောက်နေ့ကျတော့နွားဟာဘဲဥတွေပြန်သွားရောက်ပါတယ်။အဲ့ချိန်မှာကျွဲဟာနွားရဲ့ဘဲကိုဆေးမုံပေးလိုက်ပါတယ်။ပြီးတော့သူ့ဘဲကိုဆေးဖူအောင်မုံပေးလိုက်ပါတယ်။ထို့နောက်ကျွဲဟာဘဲကိုခိုးပြီးယူသွားပါတယ်။နွားပြန်လာတော့သူ့ဘဲဟာဥတွေတစ်လုံးမှမဥထားဘူး။တစ်ဖက်မှာတော့ကျွဲဟာသူ့ဘဲကလည်းဥမဥလို့အလွန်ငိုပါတယ်။နွားရဲ့ဘဲကလည်းဥမဥတာကြတော့တန်တရားဝင်သွားပါတယ်။ပြီးတော့ရဲစခန်းကိုသွားပြီးကျွဲရဲ့အကြောင်းတွေအကုန်ပြောလိုက်ပါတယ်။ရဲကလည်းကျွဲကိုဖမ်းဖို့လာပါတယ်။တက်တီမပြီဆုံးလို့ဖမ်းလို့မရခဲ့ဘူး။ဘဲကဖြူအတွက် like and follow လုပ်ပေးပါအောင်။ဘဲအနီအတွက်တော့ comment ရေးပေးပါ။